ဒီနေ့အပိုင်းလေးမှာတော့ပျော်ရွှင်စရာအတွဲအပိုင်းလေးပဲဖြစ်ပါတယ်ဗီဒီယိုလေးကိုမစခင် like ရ follow လုပ်ဖို့မမေ့ပါနဲ့ဦး like ရ follow ရလုပ်ဖို့မမေ့ပါနဲ့ကဲဗီဒီယိုလေးကိုစလိုက်ကြရအောင်မိမညရောက်ပြီဆိုအိတ်ကြမယ်ဒါနဲ့ပါမယ်ပြေးတာအေးရတယ်ဆိုတော့ဒီမနက်တော့ဆဆစင်စင်းထားချမှာဖြစ်ပါပဲသွားလောက်လိုက်ပါမယ်ဟင်းလေးညဝအင်းကြီးတော့မလေးပဲဒါအိတ်တာထားတော့ဘာလဲကွာအနမိုးလေးနေရှိမသေးလားတည်ရလေထမင်းသွားချက်လေဒီရရှင်နေပြောတယ်ဘုံစောဒီကောင်အင်းချာဒီဦးလေးခိုင်ယူလာအောင်မယ်ဒီအယုံမယ်ဒိဆိုင်မယ်ဒီယူလာโอเคဒီဦးယူမယ်ဒီဦးယူပါခမနော်ချက်ဦးလေးပြောလာမယ်မင်းမပြောခဲ့ဆိုးချားရပါဘူးဟုတ်တာပဲငါဒီနေ့လှုပ်သွားမှမေ့နေတာနင်မထားသေးဘူးလားမိုးပါပြီလို့ချိုးလာအောင်မယ်ဟက်ကောင်နင်တန်ငမကြားချင်းချိုးပြောရဟာချိုးလိုက်ကွာကွာတခုနကောင်းလိုက်တာရှီရတဲ့တွေးနေတာပဲချိုးလို့ပြီးတော့ဆိုတော့ခေါင်းလေးပါတုပ်လိုက်ပါဦးမယ်ဒီနေ့အင်းကြီးကဘာလို့ဝင်ကောင်းလဲဆိုတော့ဘာယူကောင်းလဲဒါလေးပဲဝတ်လိုက်တော့မယ်ချိုးပါဒါမင်းလာစားမယ်နော်ပြီးတော့မှယူလိုက်ဒီနေ့ဒါလေးယူရမယ်ကဲနင်ဟာကြောလို့ပြီးပြီလားဒီမှာထိုင်စားပြီးသေးလားမသိဘူးလေဒီမှာရှင်ပြောတယ်ဟင်ရပြီစားအလုပ်ကိုလည်းကောင်းကောင်းလို့မောလိုက်တာပတ်စံရင်ကြည့်ပါခိုက်စားမိအောင်မစားခြင်းတော့လောပြီးအေးပါမင်းမရကိုမစားမိဘူးလက်ကုံဆိုတော့မဆူကိုသွားရမယ်နော်လို့သွားမတကူယူအောင်အေးပါကွာလို့နောက်ကြနေပြီးမှာပါနောက်လောက်ကြလို့ရှင်တတိယပြောအောင်မယ်စပိန်နဲ့သွားမယ်မိမဆူရင်းကြီးထမင်းလေးတစ်ခုပေးလိုက်တာဆိုတော့လမ်းမတစ်ခါရဲ့စားခြင်းစားလေးရတယ်ကွာစပိန်ရတယ်โอเคမတခင်မတိခင်နည်းစားပါအောင်ကွာကျွန်တော်အလုပ်ဝင်နေရတယ်။အမေဒီနေ့ဒီအိမ်နေနေတာ။ဒီနေ့ယူနီဖောင်းရေးရမှာဆိုမသိဘူးလား။ဒီကဘာလို့လုံနောက်ကြလဲ။ကျွန်တော်မုတ်စားနေလို့မုတ်စားရဲ့စကားပဲခင်ဗျာပြောနေလို့။โอเคတော်မင်းရမယ်။ဟောင်းတိုင်းဟာအေးမင်းကွာအေးကွာမရမှာကွာဟိုကောင်းလေးတေချာလုံးနော်ဟဲ့ဟောင်းတိုင်းဒါကြောင့်ဆောင်လိုက်မယ်ဘယ်နေငါဘာပြောဖို့လဲမသိဘူးလုံးလိုက်ပါမကွာလေမော်လိုက်အိမ်လောက်တယ်လက်ခုံပြီးပါပြီအဲ့ရကန်ချစ်တာမတူချစ်တာအခုတော့လောဘဆိုရင်မိုးချိုးလိုက်ပါမယ်နက်ကရတဲ့ရင်နေဒီနေ့မှနေလိုက်တာ
အဲ့ဒါရင်းနှီးလေးနဲ့ချိုးရတယ်ဒါလေးနဲ့ပဲနေလိုက်တော့မယ်နော်ဒီပြန်ကြည့်လိုက်ပါ2019စိတ်ရင်ရနေတိုင်းလူဦးရေ3,900,000 3,800,000နဲ့ဘတ်စကိုင်းလာတတ်နေလားမသိပါစိတ်ညစ်နေကင်းနေလိုက်ပါဘင်းပါတကူရာကားလေးဒီမှာပဲထပ်တင်မှာဖြစ်တဲ့အတွက်ဒီဗီဒီယိုလေးကိုမလွတ်တမ်းကြည့်လိုက်ကြအောင်နော်အားလုံးကိုအရင်ချစ်တယ်တတာဟောပြောဖို့မေ့နေသေးလို့ like subscribe